ဒဝဲမျိုးပို့ပေးရမယ်တိုင်းလုံးစာထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့စပွဲတစ်ဆက်ပဲဖြစ်ပါတယ်ရှင်ဒီစပွဲကတော့အလျား6ပေ3ပေစိုက်နဲ့ပြုတ်ပေးထားဖြစ်ပါတယ်ဘဲဥပုံစံလေးဖြစ်ပါတယ်အယောင်လေးကတော့ trend ဖြစ်နေတဲ့ apple ချင်းရောင်အပြောင်လေးကိုစိုးအိနေအောင်ထုတ်ပေးထားပါတယ်မိသားစု6ယောက်ထိုင်တဲ့အခါမှာ6ယောက်ကိုအကျယ်ကြီးထိုင်လို့ရပါတယ်ရှင်မိသားစု6ယောက်ကိုဒီမှာအကျယ်ကြီးထိုင်လို့ရပါတယ်နော်ဒီအောက်ချောင်းလေးကတော့ပင်မပလုံးတိုင်းနှစ်ခုနဲ့ဖွဲ့စည်းထားပြီးတော့ပလုံးသေးသေးလေးတွေနဲ့အလဲမှာအနောက်ဆင်ပေးထားပါတယ်ရှင်။ဒဝဲမျိုးကိုပို့ပေးရမှာဖြစ်တဲ့အတွက်လမ်းခီးမှာအထိခိုက်မရှိအောင်လို့ကျမတို့ကပါကင်တေးတေးချာချာထုတ်ပြီးတော့ပို့ပေးမှာပဲဖြစ်ပါတယ်ရှင်။ညီကျမတို့ဘာကဆိုင်ရဲ့အာမခံချက်လေးကတော့ကျွန်းမစင်နှစ်ဆရောပါတယ်ရှင်။တဘာဝကျွန်းတင်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကျုံကြော့ဖြစ်ပြီးတော့တစ်ကွဲအခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်တွင်မှာစေဖို့လက်ခအခမဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်ရှင်။ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာလေးကတော့အမှတ်14ထူပါလမ်း20အနောက်မြမြရက်ကွက်တာဂီတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်။ဆိုင်ဖုန်းနံပါတ်တွေကလည်းမေးမြန်းနိုင်သလို Viber ဗီဒီယိုကောအနေနဲ့ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်အဒမီအမြတ်ခိုင်ပါ။